ခင်ဗျားလုပ်လို့မရဘူးဒီညီကိုကျွန်တော်ရေးစာချုပ်ထုတ်ထားတယ်ဘာလို့မရမလဲအရင်လောက်မှလည်းအရင်ကြီးလောကမှာရေးကြီးဆုံးမျိုးပဲဒီစာချုပ်လောက်ခင်ဗျားတက်တဲ့ကြမှုတွေမှာတင်ရတယ်အဘယ်သူရှောင်းမလဲဘယ်သူသာရောက်မလဲဒါဟာတို့ရဲ့စီးကျဒီပမာဏနဲ့ဆိုရင်ရပြီပုံလားရှင်းတယ်သိချပါရှင်ရှင်းနေမှာပါတရားသူကြီးလည်းကြားပြောပြပါလေသက်တည်သူတွေလည်းရှိနေရတယ်စိတ်ချမယ်နော်တရားသူကြီးမေတေဆုံးသူမောင်သက်ပိုင်ရင်မှုတွေတရားခံဖြစ်နေတဲ့အခါတော့အဖဦးမောင်မောင်ဤသားတရားခံဦးအောင်ခါပြီးတင်းနေကားသောတတိယနဲ့သက်စုတဲ့များရကျင်းမှုပြုလို့နေတဲ့တရားသဖြင့်တရားခံဦးအောင်ခါပြီးတရားမှုမှာကျင်းလို့ဖြစ်နေတယ်